ကဲဒါတော့အရင်နီးလဲကျွန်တော်တို့တိတ်မကုန်မဲနဲ့တနိုင်တစ်ပိုင်းကြောက်စိမ့်တူးနေရပါဗျာဒါကျွန်တော်တို့တူးနေရကြောဗျကြောက်ကြောတော့လုံးဝရှယ်ပဲဒါလုံးကြီးတွေမှာထက်နေရပဲဗျာဂဲလုံးကြီးတွေမှာကြောက်ထွက်ရင်လည်းကျွန်တော်အလုံးကြီးထွက်မဲ့အနေထားမှာရှိရယ်ဒါတော့ကျွန်တော်တို့တနိုင်တစ်ပိုင်းကြောက်စိမ့်တူးဖို့နေရပါဗျာဒါတော့လိုင်းမော်ကနေရောက်လာတဲ့ညီကိုပြဒီမှာလာတူးနေရကြောက်စိမ့်စူးစားနေပါတယ်ကျွန်တော်ကြောက်စိမ့်တူးတဲ့နေရာပေါ့ဗျာမောရင်တော့ဒီဘက်မှာထိုင်ပြီးတော့ဒီမြင်ကွင်းကြီးကိုကြည့်ပြီးတော့မောဖြေရပေါ့ဗျာရှူမြောင်း6ကဘာများကြမှာတန်တိုင်းပေါက်ပြရိုက်ခတ်တာပါတန်လုံးမမဲနဲ့လောင်ပါလောင်လို့ပြောရမြေမို့လေ